ရွှေရရဲ့ဂုံတရမဲ့လို့တမင်စိန်ကရီကွယ်ရွှေပြမနာတော့ရွှေချစ်လို့ခေါ်ကြလေတယ်ဝေပြမနာတော့ဝေချစ်လို့ခေါ်ကြပြန်လေဝေပြမနာတော့ဝေချစ်လို့ခေါ်ကြပြန်လေရွှေပြမနာတော့ရွှေချစ်လို့ခေါ်ကြအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့19ရက်နေ့ညနေပေါ့နော်အဲ့တော့ကျွန်တော်တို့19ရက်နေ့ညနေအတွက်ပေါ့နော်ဒါလေးတင်ပြပေးပဲနှစ်သက်တဲ့ကိုမများနော်ကစားကြည့်ပေါ့ဟုတ်ပါနော်အဲ့တော့ဒီညနေပေါ့နော်ကျွန်တော်ခုနလည်းဟိုဘက်တစ္ဆာအကောင့်မှာထိတ်စီးတော့ပြောထားခဲ့ပြီလိုင်းလေးနည်းနည်းလေးဟိုနေဖြစ်တာတီးခန့်ကြည့်ပေါ့နော်အဲ့တော့ကျွန်တော်တို့အချိန်ကလည်းတိတ်မရှိတော့ဘူးနော်ခဏအကောင့်ဆုံးတင်ပြပေးမှာဟုတ်ဘူးလားနော်ခဏသုံးလုံးပေါင်းကြီးရလက်အဖြေလွှာ6ပေါ့အဲ့ဒီ6ကိုကျွန်တော်တို့ဒီနေရာမှာ6ထိတ်လို့ရိုက်တာပေါ့နှလုံးပေါင်းကြီးရလက်အဖြေလွှာ3ကို3ပရိတ်နဲ့ရိုက်တာပေါ့60ခွန်လို့ရိုက်ခဏ3လုံးပေါင်းကြီးခဏ3လုံးပေါင်းကြီးရလက်အဖြေလွှာ1ပေါ့အဲ့ဒီ1က1ထိတ်နဲ့ရိုက်တာပေါ့နှလုံးပေါင်းကြီးရလက်အဖြေလွှာ9ကို9ပရိတ်နဲ့ရိုက်ထားတာပေါ့ဒါဆိုရင်ခဏ3လုံးပေါင်းကြီးရလက်အဖြေလွှာ1ပေါ့အဲ့ဒီ1က1ထိတ်နဲ့ရိုက်တာပေါ့နှလုံးပေါင်းကြီးရလက်အဖြေလွှာ6ကို6ပရိတ်နဲ့ရိုက်တာပေါ့အဲ့တော့1-5ဆိုပြီးတော့6ပရိတ်နဲ့ရိုက်သွားပြီရိုက်သွားတဲ့မတ်တပ်မှာပြန်ပြီးတော့ကျွန်တော်ချုပ်ထိန်ပြမယ်ပေါ့နော်ကနနှလုံးပေါင်းကြီးရက်လက်အဖြေလွှာ6ပေါ့ဒါဆိုရင်နှလုံးပေါင်းကြီးရက်လက်အဖြေလွှာ6ထားပေါ့နှလုံးပေါင်းကြီးရက်လက်အဖြေလွှာ6ကိုနှလုံးပေါင်းကြီးရက်လက်အဖြေလွှာပြန်6ထားပေါ့ဒါဆိုရင်နှလုံးပေါင်းကြီးရက်လက်အဖြေလွှာ9ကိုနှလုံးပေါင်းကြီးရက်လက်အဖြေလွှာ9 4ထိတ်လို့ပြောဟုတ်ပါနော်အဲ့ဒါကိုကျွန်တော်ရိုက်ချင်တာကနှလုံးပေါင်းကြီးရလက်အဖြေလွှာ6ကို16ဒီဗရိတ်နဲ့ကြာနှလုံးပေါင်းကြီးရလက်အဖြေလွှာ2ကို2ခွန်ဒီဗရိတ်နဲ့ကြာနှလုံးပေါင်းကြီးရလက်အဖြေလွှာ1ကို16ဒီဗရိတ်နဲ့ကြာပေါ့ကျွန်တော်ကစုံနှပြားမပေးထားတဲ့အတွက်ကြောင့်အဲ့တော့40ခွန်ပေါ့အဲ့40ခွန်မဟုတ်ခဲ့ရင်ဒီကနန်းပေါ့နော်နှစ်ကွက်စလုံးအာရမယ်နော်62နော်ဒီနှစ်ကွက်စလုံးအာထိုးရမယ်ဟုတ်ပလား40ခွန်အာရမယ်62အာရမယ်အဲ့နှစ်ကွက်အာထိုးရမယ်တော့အချိန်မရှိဘူးထိုး4ခွန်9နှစ်ဒီညနေမှာအပူလည်းမရှိဘူးပါဝါလည်းမရှိဘူး